ဇလန်းအစမှာတော့သူတို့သမီးဟာသူမရဲ့မင်္ဂလာပွဲနေ့မှာတင်သူတို့သားစီကအကြီးအကျယ်အဆက်ခွဲခံလိုက်ရပါတယ်။အဲ့ဒီသူတို့သားကသူ့ရဲ့မယားနဲ့ကလေးနှစ်ယောက်ကိုကွဲထုတ်လာပြီးအားလုံးရှိမှဒီမိမကိုငါရဲ့တရားဝင်ဇနီးအဖြစ်တင်မြှောက်မယ်လို့ရဲရဲတင်းတင်းကြေညာခဲ့ပါတယ်။တာမန်မိန်းကလေးဆိုရင်တော့ငိုယိုပြီးပြိုလဲသွားမှာဖြစ်ပေမဲ့သူမကတော့ထူးထူးခြားခြားလက်ခုပ်တီးပြီးချီးမွမ်းပေးခဲ့တယ်လို့ကရဖူကိုချွတ်ချပြီးဒီလိုလူမျိုးကိုလုံးဝလက်မထက်နိုင်ကြောင်းပြက်ပြက်သားသားညှင်းဆိုခဲ့ပါတယ်။အဆက်ရသွားတဲ့သူတို့သားကနင်က16နှစ်ရှိပြီးငါကလွဲရင်ဘသူကယူဦးမှလဲလို့မောက်မောက်မာမာနှိမ်ချခဲ့တယ်လို့ဘေးကလူတွေကလည်းမိမသားဆိုတာသဘောထားကြည့်ရတယ်ဒါဟာငါတို့ရဲ့ကံကြမ္မာပဲဆိုပြီးလူမှုရေးချုပ်ကိုင်မှုတွေနဲ့ဖိအားပေးခဲ့ကြပါတယ်ဒါပေမဲ့သူမကတော့သူမမိသားစုရဲ့စစ်အာဏာကိုပဲမမောနေတဲ့ဒီလူတွေကိုဂရုမစိုက်ပဲကြောခိုင်းလိုက်ပါတယ်ဒီရှက်ခွဲမှုကိုတုံ့ပြန်ဖို့အတွက်သူမဟာပိုပြီးအဆင့်တန်းမြင့်တဲ့သူတယောက်ကိုရှာဖို့ဆုံးဖြတ်လိုက်ပါတယ်။ဘုန်းကြီးဝတ်တော်မဲ့ချောမောတဲ့မင်းသားလေးကိုတွေ့သွားတဲ့အခါသူမကအကြောင်းထိုင်စရာတော်နဲ့ညှိနှိုင်းပြီးအတင်းအဓမ္မဆွဲခေါ်ဆောင်သွားခဲ့ပါတယ်။ဒါပေမဲ့သူမမသိတာကအဲ့ဒီမင်းသားလေးဟာတကယ်တော့သူမကိုလွန်ခဲ့တဲ့3နှစ်ကတည်းကဆွဲဆွဲလန်းလန်းချစ်ခဲ့တဲ့အိမ်ရှိဆန်မင်းသားဖြစ်နေတာပါ။သူမမင်္ဂလာဆောင်တော့မယ်ဆိုတဲ့သတင်းကြောင့်ဝမ်းနဲ့ပူဆွေးပြီးတာသနာပေါင်ထဲဝင်ဖို့စ조사ခဲ့တဲ့အိမ်ရှိဆန်ဟာအခုတော့သူကိုယ်တိုင်ချစ်ရတဲ့သူရဲ့လက်ထဲကိုမထင်မှတ်ပဲပြန်ရောက်သွားခဲ့ပါပြီ။